မိုးအေးရယ်နော်ဒီရက်ပိုင်းမှာဂရုစိုက်နော်ကြားလားမိုးရေတွေကိုလည်းထင်းမပါပဲတွားတတ်တဲ့အကျင့်လေးကိုလည်းပြင်းတိလားလို့ပြောနေတာအဲ့ဒါမှအဆင်ပြေမှာလေမိုးလို့ရှိရင်မိုးရေတွားရွာလို့ရှိရင်ဖျားလာလို့ရှိရင်တတဲပဲစိတ်ပူပါလေကိုယ်ကလည်းလှုပ်ချင်ရင်လှုပ်ပြီးတော့တတဲပဲစိတ်ပူရမှာစဉ်းစားကြည့်လေမဟုတ်ဘူးလားအဲ့လိုမျိုးမလိမ္မာရဲ့ကလေးလေးတွေမလိမ္မာရဲ့သူတွေဆိုလို့ရှိရင်အာဘာလည်းမပေးချင်ကြားလားအာဘာလိုချင်တယ်မှလားအာဘာလိုချင်လို့ရှိရင်လည်းမမစကားကိုနားထောင်အခုကပြပါမိုးကရေရောရေကိုလည်းစောစောချိုးယောက်ျားမမချိုးနဲ့ပိုအေးမယ်တိလားပြီးရင်ရေချိုးလို့ခေါင်းလျှော်လို့ရှိရင်လည်းတခြားလေးတော့စိတ်ပူရဲ့ဒါစိတ်ပူပါပဲအဲ့လိုမျိုးဘယ်လိုပြောလို့ပြောမှမသိဘူးချစ်လို့လားတော့မသိဘူးစိတ်ပူတယ်တိလားနော်နေမမနေနော်တဲ့ကိုစိတ်ပူအောင်မလုပ်နဲ့ကြားလားအပွားနော်အများကြီးချစ်တယ်